Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa Arabhayana Sayandugata Amida Virasa Lalita Adulam Saranadi Bhubadama Yamagantu Karandrana Panamami Zinam Edina Disa Vosena Hotumi Sayamikalam Arabhayana Sayandugata Amida Virasa Lalita Adulam Saranadi Bhubadama Yamagantu Karandrana Panamami Zinam Edina Disa Vosena Hotumi Sayamikalam Araham Jamana Ludomo Duroi Jibu Goyo Buddha Tugu Kando Mudhaito Araham Segwaya Yadita Naimagomu Kilida Agudu Nijiro Gule Puludo Mamubetado Araham Wadana Nidagwata Hayado Kilidaro Maki Wizijero Mubetado Bayada Sayadwya Piyado Guadada Omino Mubetado Dugada Gaundo Dagago Suro Mudadado Dugada Gaundo Nibando Leve Chuadwaro Mudadado Amidam Manashado Gono Baunele Pizuno Mubetado Vidyayaga Sajido Kilida Myuniji Maki Wido Mubetado Lalita Yonjido Chaudwebi Gumyu Sambe Tinedo Mubetado Adulam Dila County Tamadini Jibidenya Longeta Yui Yaila Naindu Adula Shiro Mamubetado Sarana Neba Yao Jao Jigoni Pizono Mubetado Tibu Badama Bawaduma Bonduma Dunai Kilida Pumiro Goji Zero Munaidado Yamaga Yemi Zozo Sajido Dago Biadi Harugo Anulo Badilo Biasono Munaidado Dukharam Lujana Najana Nivan Chandarugo Piro Mudadado Parana Luna Nagada Jabyama Dadawa Vini Miabu Jiroi Atago Vayase Igam Jido Mubitado Zinam Litizaban Kangolan Kanga de Chatepi Namazwayami Objesi Amina Mudobaya Shinkuromya Jigo Aham Bayadabirodi Banamami Yudi Miano Manyojo Yuishego Grova Imyaswabaya Mayam Bayadabiro Marudi Banamama Yudi Miano Manyojo Shego Grojavago Imyaswabaya Edina Disa Vosena Idono the Bodo Latapin Homa Soyare was in Disa Zagajam Edina Disa Vosena Idobayashi Guromya Jibi Yarahambay Anazia Sashido Gunoruni Yizuno Mubabe Lumakanzwa Soyare was in Disa Zagajam Me Junua Magam Janudua Zayamigalam Nabya Dwimbi Biyan Siwi Louis Sana Udamyadi Piwa Sonswa Sando Tatu Auya Aumu Aung Jong Beauty Aung Suyerana Aung Jinji Migalati Hodu
ချမသွေဖြစ်ပါစေတည်းဘုရားတပည့်တော်သည်တန်ត្រာမစာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးမှာယုတိမြတ်တို့လက်စွန်မူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန်ត្រာမစာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောပိစိကဗုဒ္ဓရှင်ကိုရောမြတ်ကြီးတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးမှာယုတိမြတ်တို့လက်စွန်မူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန်ត្រာမစာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောအဂတဝကမဟာတဝကယန္နာရှင်မြတ်ကြီးတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးမှာယုတိမြတ်တို့လက်စွန်မူ၍ရှင်ကိုကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန်ត្រာမစာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောယန္နာရှင်မြတ်ကြီးတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငါယုတိမြတ်တို့လက်စွန်မူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန်ត្រာမစာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောမိခင်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးမှာယုတိမြတ်တို့လက်စွန်မူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန်ត្រာမစာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောဖခင်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်တို့လက်စွန်မူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန်ត្រာမစာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောလိမ္မာစရာအကျိုးအကြောင်းပြဆိုဆုံးမတတ်သောဆရာသမားတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်တို့လက်စွန်မူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန်ត្រာမစာ၍ယနေ့တိုင်အောင်သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့ကိုစီးပူးဖြစ်ခြင်းလျက်ရှိကြကုန်သောယဟန်ပုဂ္ဂိုလ်အရိယာပုဂ္ဂိုလ်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်တို့လက်စွန်မူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန်ត្រာမစာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောတရားဓမ္မတို့ကိုဟောကြားပြသဆုံးမတတ်သောဆရာသမားတို့၏အပေါ်၌အာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်တို့လက်စွန်မူ၍
ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမှာစာ၍ယနေ့တိုင်အောင်သမင်းတလုံးဤဓမ္မုစသဖြင့်ဘေကံချီးမြှင့်ထောက်ပံ့ဘူးသောကျေးဇူးရှင်ဆရာသခင်နှင့်တကွတရားဓမ္မပုဂ္ဂိုလ်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်နိုးမညွတ်ကြိုး၍ရှေခိုးကြောလိုက်ပါ၏မြတ်စွာဘုရား